嘛，哎，这嘛，你马路那边生活，昆山公民的，路路也没天啦。ရှားတယ်လေဆရာ哎，俺是这边吧哦。 ဒီမှာလေကောလန်တစ်ခုလုံးကိုဆက်လိုက်မှတ်လိုက်ပြီးတော့ပြည်ထောင်စုဖောင်လေးပြောင်းပြီးတော့ဒီနေရာလေးမှာကွန်းစာဂျေကွန်ပိတ်မရဘူးတော့哎，对了，哎，路没有喏。 ဟုတ်တယ်နော်ဆရာအဲ့ဆိုတက်ပြပါအောင်ဆရာ OK，ဒီမှာလိုက်ကြည့်မယ် ဟုတ်ကဲ့ပါ အဲ့ဒီလိုမျိုးမြန်မာလူနံပါတ်စင်တွေခွန်စာကွန်မြူနတီတက်ချင်တယ်ဆိုရင်ကိုတက်ချင်တဲ့ column တစ်ခုလုံးဆက်လက်မှတ်ပြီးတော့ရင်ဖောင်ထဲမှာရှိပြည်တော်စုနံပါတ်ဖောင်ပြောင်းနော်ပြည်တော်စုနံပါတ်ဖောင်ပြောင်းပြီးတော့ရင် keyboard က control နဲ့ 1 နဲ့နှိပ်လိုက်နော်ဒီမှာ format cell ပေါက်လေးကြာလိုက်ပြီနော်ကြာလိုက်ဆိုရင်ဒီမှာ custom နေရာမှာဒီ type အောင်ပါတော့ general လေးကိုဖြတ်မယ်ဖြတ်ပြီးတော့ရင်ကွင်းစာပေါ့နော်ကွင်းစာပြီးတော့ရင် space ချမယ် square bracket နော် square bracket ကွင်းစာမယ်စပြီးတော့ရင်ဒီမှာ $sign minus my minus mm ပြီးရင် square bracket ပေါ့နော်4000ကွန်းလေးပြန်ပိတ်မယ်ပြန်ပိတ်ပြီးတော့ရင်မှာ0ပြီးရင် space ချမယ်ချပြီးတော့ရင်ကွန်းပြန်ပိတ်မယ်ပြန်ပိတ်ပြီးတော့ရင် enter ခေါက်ချလိုက်မယ်ပြီးရင်တော့ဒီမှာရိုက်ကြည့်မယ်တိပေါ့နော်ပြီးရင်နေ့တင်းနေ့ရိုက်မယ်နှလုံးစလက်မှတ်မယ်အောက်ကိုဆွဲချလိုက်မယ်ဒါဆိုရင်မြန်မာလူနံပါတ်စင်တွေကိုကွန်းစာကွန်မြူနတီတက်လို့ရသွားပြီနော်အဲလိုကြည့်ပါနော်လွယ်လွယ်လေးပါအားလုံးကျေးဇူးတင်ပါတယ်